တုန်းကပေါ့ဗျာဘယင်တစ်ပါးရဲ့နန်းတော်မှာအယံကိုထပ်မြတ်ပြီးပညာရှိတဲ့အမတ်တယောက်ရှိခဲ့ပါတယ်ဘလို့ခတ်ခဲတဲ့ပြဿနာမျိုးကိုမှဆိုသူကအဖြေရှာပေးနိုင်တဲ့အတွက်ဘယင်ကြီးဟာသူ့ကိုမတိုင်ပင်ပဲဘာဆုံးဖြတ်ချက်မှချလိမ့်မရှိပါဘူးဒါကြောင့်လေတခြားနန်းတွင်အမတ်တွေကထိုပညာရှိအမတ်အပေါ်မနာလိုဖြစ်နေကြတာပေါ့တနေ့မှာတော့ဘယင်ကြီးကအမတ်ကြီးကိုဒီလိုပြောလိုက်ပါတယ်အမတ်ကြီးမင်းကတော့တော်ပါပြီတဲ့ဒါပေမဲ့မင်းရဲ့သားကတော့တကယ်ကိုဦးကြောင်ကြောင်နိုင်တယ်ဘာအသိဉာဏ်မှမရှိဘူးပဲလို့ပြောလိုက်တယ်ပညာရှိအမတ်ကြီးကစိတ်မကောင်းဖြစ်သွားပြီအရှင်မင်းကြီးဘာဖြစ်လို့ကျွန်တော်သားကိုဦးကြောင်ကြောင်လို့မိန့်တော်မူရတာလဲဖျားလို့ပြန်မေးတာပေါ့ဘရင်ကြီးကရေမောရင်းပြန်ပြောတယ်ငါကိုတော့နေ့တိုင်းလူလူကြားလဲ့လေတဲ့အခါမင်းရဲ့သားကိုအမြဲတွေ့ရတယ်ငါကသူ့ကိုစမ်းတက်ဖို့ရွှေတင်ကားတစ်ပြားနဲ့ငွေတင်ကားတစ်ပြားပြပြီးဘေဟာကပိုတန်ဘိုးချီလဲလို့မေးတိုင်းမင်းသားကငွေတင်ကားလို့ပဲအမြဲဖြေပြီးငွေတင်ကားကိုပဲယူသွားလေရှိလေဒီစကားကိုကြားတော့နန်းတွင်းကလူတွေအားလုံးကပညာရှိအမတ်ကြီးသားကိုဝိုင်းပြီးတော့ကိုလှောင်ရဲကြပါတော့တယ်ပညာရှိအမတ်လည်းရှက်လွန်းလို့အိမ်ကိုချက်ချင်းပြန်ပြီးသူ့သားကိုခေါ်မေးလိုက်ပါတယ်ငါသားရွှေနဲ့ငွေဘယ်ဟာကပိုတန်ဖို့ရှိလဲသားကချက်ချင်းပဲရွှေကပိုတန်ဖို့ရှိတာပေါ့အဖေလို့ဖြေတယ်မင်းတိနေရနဲ့ဘာလို့ဘယင်ကြီးရှိမှာငွေကပိုတန်ဖို့ရှိတယ်လို့ဖြေပြီးလူတွေရှိငါ့ကိုအဆက်ခွဲရတာလေလို့ပညာရှိအမတ်ကြီးကစိတ်ပြက်လက်ပြက်မေးလိုက်တာပေါ့အဲ့ဒီခါတားဖီတူကပြုံးပြီးသူ့အဖေကိုအိတ်ခမ်းတဲ့ခေါ်သွားပါတယ်ပြီးတော့တိတ်ကြတလုံးကိုဖွင့်ပြလိုက်တဲ့အခါထဲမှာငွေတင်းကားတွေအပြည့်ဖြစ်နေလာကိုပညာရှိအမတ်အံ့ဩစွာတွေ့လိုက်ရတယ်။ဒါကရှင်းပြတယ်။အဖေကျွန်တော်ဒါပထမဆုံးနေ့မှာလဲရွှေကိုရွေးလိုက်ရင်ဘယင်ကြီးကကျွန်တော်ကိုနောက်နေ့တွေမှာဒီလိုထပ်မမေးတော့ဘူး။သူကကျွန်တော်ကိုဦးကြောင်ကြောင်ဆိုပြီးလှောင်ရဲခြင်းလို့နေ့တိုင်းငွေတင်းကားလာပေးနေတာကျွန်တော်တရက်ပဲရွှေကိုရွေးလိုက်ရင်အခုလိုငွေတင်းကားတွေအများကြီးရတော့မှာမဟုတ်ဘူးကျွန်တော်ကတော့ရွှေတပြားရဖို့အတွက်နဲ့ငွေတင်းကားအများကြီးရမယ့်အခွင့်အရေးကိုအဆုံးရှုံးမခံနိုင်ဘူးလေဒီစကားကိုကြားတဲ့အခါပညာရှိအမတ်ဟာသူ့သားရဲ့အမျော်အမြင်ကိုသဘောကျပြီးအယံဂုံယူသွားပါတော့လေဒီပုံပြင်လေးကနေကျွန်တော်တို့ဘာသင်ခန်းစာရလဲဆိုရင်တချို့လူတွေဟာအလုတ်လေးနည်းနည်းလုပ်ပြီးလူသိအောင်ဟန်ဆောင်ပြတတ်ကြပေမဲ့တကယ်ပညာရှိတွေကတော့လူမသိအောင်အလုတ်ကိုအောင်မြင်အောင်လှုပ်ဆောင်တတ်ကြပါတယ်သူတစ်ပါးကတင့်ကိုအယူလို့ပဲခေါ်ဦးကြောင်ကြောင်လို့ပဲပြောတင်လုံနေတဲ့အလုတ်ကမှန်ကန်ပြီးတင့်အတွက်အကျိုးရှိနေမယ်ဆိုရင်ဘသူစကားကိုမှဂယုစိုက်နေဖို့မလိုပါဘူးလောကကြီးကသူတို့နားမလည်နိုင်တဲ့အရာတွေလုပ်နေတဲ့သူတွေကိုအယူလို့ပဲတမုံလေးရှိကြလို့ပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့အခုလိုဘဝသင်ခန်းစာပုံပြင်လေးပြီးဆက်လက်နားဆင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးအားလုံးပဲစိတ်ရှည်တီးခံပြီးဘဝကိုအောင်မြင်စွာရှောက်လဲနိုင်ကြပါစေဗျာ